ဘဝမှာလမ်းခရီးအမျိုးမျိုးကိုပုံစံအမျိုးမျိုးနဲ့သွားနေကြရတယ်ဆိုတာလေးကိုပထမဦးစွာရှင်းရှင်းလင်းလင်းသဘောပေါက်ပြီးတော့မရောက်ဘူးသေးတဲ့နေရာကိုရောက်ဖို့အတွက်လွတ်မြောက်ရာလမ်းကိုရှောင်လန်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားဟောထားတဲ့ဂါထာတော်လေးတစ်ပုဒ်ကိုအခြေခံပြီးတော့လမ်းနေနဲ့ပန်းတိုင်နေရဲ့အကြောင်းကိုပြောမယ်လို့စိတ်ကူးမိတယ်။မနေ့ကတော့အလုတ်တွေရဲ့အကြောင်းကိုပြောတယ်နော်။ဘုန်းတို့ဟာကာယကံဝစီကံမနောကံကံသုံးပါးအမူအရာများနဲ့ကောင်းတဲ့အလုပ်တွေဆိုတဲ့အလုပ်တွေဆိုတဲ့အလုပ်မှာလည်းပဲဆိုတဲ့ဆိုတဲ့အလုပ်တွေအဆိုးဆုံးအလုပ်တွေအလုပ်ကအမျိုးမျိုးရှိတယ်ဆိုတဲ့အကြောင်းမနေ့ကပြောခဲ့ကောင်းတဲ့အလုပ်မှာလည်းပဲကောင်းတဲ့ကောင်းတဲ့အလုပ်တွေနောက်ဆုံးကောင်းတဲ့အလုပ်ကနေပြီးတော့ခွဲထွက်သွားတဲ့အကောင်းဆုံးလုပ်ကဘာတုံးဆိုတော့စိတ်ကိုဖြူအောင်ထားတဲ့အလုပ်အလုပ်နဲ့ပတ်သက်ပြီးတော့မနေ့ကပြောခဲ့တယ်အလုပ်တစ်ခုလုပ်တယ်ဆိုတာတခုခုရခြင်းလို့လုပ်ကြရတာကိုအဲ့တော့ကိုဘာရခြင်းတယ်လဲဆိုတာပုံမှာမူတည်ပြီးတော့ကိုဘာလုပ်နေတယ်လဲဆိုတာကိုလည်းစီစစ်ဖို့လိုမယ်ပေါ့နော်ဟိုတော့စာလေးတွေကြောင့်ရည်ဘူးတာအမှတ်ရတယ်ကိုရခြင်းတာဘာတော့ကိုရှားနေတာဘာတော့ရခြင်းတာနဲ့ရှားနေတာနဲ့အန်ခိုက်ကြရလားကိုဖြစ်ချင်တာဘာတော့ကိုလုံနေတာဘာတော့ကိုဖြစ်ချင်တာနဲ့ကိုလုံနေတာနဲ့အကြောင်းအကျိုးညီရဲ့လားစီစစ်ကြဖို့မနေ့ကအလုံးနဲ့ပတ်သက်ပြီးတော့ပြောရင်းနဲ့စကားလေးကကြမ်းသွားတယ်အဓိကကြတဲ့ပြောစရာစကားလေးကကြမ်းသွားတယ်ဘုန်းကြီးတို့တွေကဘဝမှာကာယကံမှုဝစီကံမှုမနောကံမှုနဲ့အမျိုးမျိုးသောအလုပ်တွေစာဝိနည်းပြည့်စုံဖို့လိုရတာရှိတယ်ဘဝတန်တရားမှာအစဉ်ပြေဖို့အတွက်ကုသိုလ်ကောင်းမှုတွေလုပ်ကြရတာလည်းရှိတယ်ရည်ရွယ်ချက်မရှိပါဘဲနဲ့မထိန်နိုင်မသိနိုင်လို့မကောင်းတာတွေလုပ်မိသွားတာတွေလည်းရှိတယ်ဘယ်လိုအလုပ်ကိုပဲလုပ်အဲ့ဒီအလုပ်တွေလုပ်နေရင်းနဲ့တတိကလေးစိုက်ပြီးတော့တဘာဝတရားတွေရဲ့အကြောင်းကိုနားလည်ခြင်းနဲ့ဆိုတဲ့စိတ်နဲ့တရားတတိကလေးတရားအမှတ်ကလေးပအောင်လုပ်နိုင်မယ်ဆိုလို့ရှိရင်မူရင်းကအဲ့ဒီအလုပ်ဟာဘလို့အလုပ်ပင်ဖြစ်စေကမူတတိထဲလိုက်နိုင်တယ်အတိထဲလိုက်နိုင်တယ်ဆိုလို့ရှိရင်အဲ့ဒါကအလွန်မှနော်မြင့်မြတ်တဲ့စိတ်ကိုဖြူစင်အောင်စေကြောတဲ့အလုပ်ကိုလုပ်ရရောက်သွားတယ်ဘာလို့ဒီစကားလေးကိုပြောချင်ရတာတုံးဆိုတော့ကျန်တဲ့အလုပ်တွေကိုလုပ်နေတဲ့အချိန်မှာစိတ်ကိုဖြူအောင်ထားတဲ့အလုပ်ကတွဲပြီးတော့နော်လှုပ်လို့ရတယ်ဆိုတာလေးကိုလေးလေးနက်နက်သဘောပေါက်စေခြင်းတော့နော်စာဝတ်နေရေးကြိုးစားရှာဖွေရင်းနဲ့ဒီမြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုလိမ္မာကျွမ်းကျင်အောင်လေ့လာပြီးတော့ကိုလုံးမယ်ဆိုလို့ရှိရင်လုံးလို့မရဘူးလားရတယ်နော်အလုပ်ကိုတွဲပြီးတော့လှုပ်စေခြင်းတာအခုဘုန်းကြီးတို့တွေကအလုပ်ကိုတွဲပြီးတော့လှုပ်တယ်ဒါပေမဲ့ဘာနဲ့တွဲလှုပ်တာတုံးဆိုတော့ပမာဒဆိုတဲ့မေးလျော့ခြင်းနဲ့တွဲလှုပ်တယ်လောဘဒေါသမောဟဆိုတဲ့ကိလေသာတရားတွေနဲ့တွဲပြီးတော့အလုပ်လုပ်တယ်အဲ့တော့အလုပ်လုပ်တဲ့အခါမှာအပ္ပမာဒနဲ့တွဲပြီးတော့လှုပ်ဖို့လက်ဆင့်တက်ပြီးတော့အလောဘအဒေါသအမောဟနဲ့တွဲပြီးတော့အလုပ်လုပ်တတ်ဖို့လွယ်တော့လွယ်တဲ့ကိစ္စလို့တော့မဆိုလို့ဘူးဒါပေမဲ့လုံးလို့ရတယ်အဲ့ဒီအချက်ကလေးကိုမနေ့ကပြောဖို့ကြံသွားနော်ဒါကြောင့်ကိုယ့်ရဲ့နေ့စဉ်မဖြစ်မနေလုပ်နေရတဲ့အလုပ်တွေရှိတယ်အဲ့ဒီအလုပ်တွေကိုဘာနဲ့တွဲမိဖို့လိုမလို့အပ္ပမာဒနဲ့တွဲမိဖို့လိုမယ်အပ္ပမာဒနဲ့တွဲမယ်ဆိုရင်ရှေ့ဆက်ပြီးတော့အလောဘအဒေါသအမောဟတွေနဲ့လည်းတွဲပြီးသားဖြစ်သွားလိမ့်မယ်အဲ့ဒါဆိုရင်ဘ
ဘဝတန်တရားထဲမှာအကျိုးပေးနိုင်တဲ့ကံရှုတော့ကကြည့်မယ်ဆိုရင်လည်းအလွန်မြင့်မြတ်တဲ့ကံတွေကိုထူထောင်ရရောက်တယ်ဟုတ်လားနောက်ဆုံးဉာဏ်ပညာအည်သွေးမြင့်လာပြီဆိုလို့ရှိရင်စိတ်ကိုဖြူစင်အောင်လုပ်တဲ့အလုပ်ဖက်ကိုတက်ဝင်ပြီးတော့တန်တရားလွတ်မြောက်ကြောင်းဒုက္ခငြိမ်းချမ်းအလုပ်ကိုလုပ်ရလဲရောက်သွားလိမ့်မယ်ပေါ့အဲ့ဒါဒီကနေ့တော့လမ်းနေနဲ့ပတ်သက်ပြီးတော့ခရီးတွေနဲ့ပတ်သက်ပြီးတော့ပန်းတိုင်တွေနဲ့ပတ်သက်ပြီးတော့ပြောကြည့်မလို့ဟုတ်လားခုဘုန်းကြီးတို့တွေဟာနော်ခရီးသည်တွေဆိုတော့လမ်းပေါ်မှာရှောက်မယ်ခရီးသည်တွေကိုခရီးသွားတယ်ခရီးဆိုတဲ့အသုံးနှုန်းလဲသုံးနှုန်းညာအဲ့တော့ခရီးကဘယ်ဟာကိုပြောတာတုံးဆိုတော့အမှန်ကတော့ခရီးသည်ရဲ့လမ်းရဲ့အဓိကဒါရှိတာသို့တော့အဲ့ဒီလမ်းကိုရှောက်သွားတာကိုပဲခရီးသွားတယ်ခရီးဆိုတဲ့အသုံးနှုန်းကြတော့ခြုံငုံပြီးတော့ပြောလိုက်တဲ့သဘောအဲ့ဒီလမ်းပေါ်မှာသွားရင်လည်းအမျိုးမျိုးအတွေ့အကြုံတွေတွေ့ကြုံရမယ်အစဉ်ပြေခြင်းမပြေခြင်းပန်းတိုင်အမျိုးမျိုးဒါတွေကိုကြည့်ပြီးတော့ခရီးသွားတယ်အပျော်ခရီးထွက်တယ်အလုတ်တက်ခရီးထွက်တယ်ပဂရိခရီးသွားကြတာမရှိဘူးလားအခုဒီစကံပွဲလာမယ်ဆိုရင်တော့တို့ပြင်စားသွားရအောင်မှာခရီးထွက်ရအောင်မှာဟုတ်လားဒါကဘာတုံးဆိုတော့ပဂရိခရီးပေါ့တမျိုးမျိုးသောယင်ကိုစီးပြီးတော့လာကြမယ်ပေါ့ရှေ့ခေတ်ကတော့ခြေလျင်သွားကြရတာပဲများတယ်တိရစ္ဆာန်တွေတတ်ထားတဲ့ယင်တွေကိုစီးကြရတာပဲများတယ်ဒီခေတ်ကျတော့စက်တက်ယင်အမျိုးမျိုးစီးပြီးတော့မလုပ်ကြတာတော့ခရီးသွားတာဒီခန္ဓာကိုယ်ကြီးကိုရောက်ချင်တဲ့နေရာကိုရောက်သွားအောင်နော်စီးသွားတာရွေလျားသွားတာအဲ့လိုသွားတဲ့အခါမှာလမ်းကြောင်းရှိတယ်လမ်းမရှိဘဲနဲ့သွားလို့ရမလားရပါနော်လေရင်စီးလာတယ်ဆိုရင်တော့လေရင်မှာတော့လမ်းကြောင်းရှိတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီလမ်းပေါ်သွားတဲ့လူကိုဒါဘာလို့ခေါ်တော့ခရီးတယ်သူရောက်ချင်တဲ့နေရာရောက်သွားတယ်ဆိုရင်ဒါပန်းတိုင်ရောက်သွားတယ်ပေါ့ဒါကရှေ့ဆက်ပြောမဲ့စကားလေးတွေကိုနှိုင်းရှင်ပြီးတော့သိဖို့ကြိုးစားတဲ့အခါမှာနားလည်မှုကြည်ပြန့်ဖို့အခြေခံစကားလေးခင်းလိုက်တာပါဘဝမှာပဂရိခရီးဆိုတာရှိတယ်အဲ့ဒီပဂရိခရီးတွေကတော့ကိုသွားခြင်းတဲ့အချိန်သွားမယ်ကိုမသွားခြင်းတဲ့အချိန်ခဏနားထားမယ်ရက်ထားမယ်ဆိုလို့ရတယ်သူကဟုတ်လားသွားဖို့အဆင်မပြေသေးဘူးဆိုရင်လည်းတာတာနားထားအဲ့ဒီခရီးလို့ရက်လို့မရတဲ့နားလို့မရတဲ့နည်းနည်းတဲ့ဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ကြည့်မှသာလဲသဘောပေါက်နိုင်တဲ့ခရီးရှိသေးတယ်အဲ့ဒီခရီးကဘာလဲဆိုတော့ဘဝခရီးမွေးတွေကနေသေသည်အထိနော်ရွေလျားနေရတဲ့ဘဝခရီးအဲ့ဒီခရီးကအချိန်တိုင်းသွားတယ်ရက်လို့လည်းမရဘူးနားလို့လည်းမရဘူးခုထိုင်ရင်းနဲ့တရားနာရင်းနဲ့လည်းသူကသွားနေတယ်ပုံမှန်ကိုသွားတာနော်ခက်လောလောကြီးသွားနေတာလည်းမရှိဘူးဖြည်းဖြည်းသွားနေတာလည်းမရှိဘူးတကယ်ကိုပုံမှန်သွားတာနာရီတစ်လုံးနောက်တမပေးထားတဲ့တခဲထည့်ထားတဲ့ဆိုရင်ဒီနာရီဟာတစ်စက္ကန့်ပြီးတစ်စက္ကန့်ပုံမှန်သွားတယ်နှေးတယ်လို့လည်းမရှိဘူးမြန်တယ်လို့လည်းမရှိဘူးရက်လို့လည်းမရဘူးခုဘုန်းကြီးတို့ဘဝခရီးသွားနေတယ်ဘယ်ခရီးလဲဘဝခရီးဘယ်လမ်းကြောင်းပေါ်မှာသွားနေတာတုံးဆိုရင်အနိစ္စလမ်းကြောင်းပေါ်မှာသွားတယ်မွေးတဲ့ကစပြီးတော့ခရီးထွက်လိုက်တာနော်သေခြင်းတရားဟာပန်းတိုင်ဒီဘဝတစ်ခုအတွက်ကိုပြောတာနော်ဂျားထဲမှာဘလို့မှတ်တိုင်တွေကိုဖြတ်တန်းရမှာလဲဆိုတာတော့ခရီးတဲ့တယောက်နဲ့တယောက်မတူနိုင်ဘူးရေဘူးရသဘောအဖြစ်တော့ဝေဖွာလာတယ်တဖြည်းဖြည်းနဲ့ဟောင်းရတယ်နာကျင်ခက်ခဲမှုမျိုးစုံကိုရင်ဆိုင်ရတယ်ပြီးရင်ပျက်စီးရတယ်ဇာတိစရာဗျာတိမရဏနောက်မွေးဖွားလာတယ်အိုရတယ်အိုပြီဆိုရင်တော့ဘာမှသိပြီးတော့မကောင်းတော့ဘူးပေါ့နော်အဲ့ဒီမကောင်းတော့တာကိုရေဘူးရသဘောအဖြစ်နာတယ်လို့ပြောလို့ရတယ်နာပြီးရင်ဘာဖြစ်မှာတော့သေရမှာဒါကရေဘူးရသဘောပေါ့တချို့ကြတော့လည်းပဲဒီမွေးခြင်းကနေစလိုက်တဲ့သေခြင်းစီကိုဥတည်တဲ့သူ့ရဲ့ခရီးဟာအိုခြင်းကိုကောင်းကောင်းမဖြတ်တမ်းဘူးဝေးပြီးသိမ့်မကြဘူးပန်းနိုင်ရောက်သွားရောဟောသူတို့ခရီးကြတော့လည်းပဲတမျိုးအဲ့ဒါမျိုးတွေရောမရှိဘူးလားရှိတယ်
ဒီနာကျင်ခံခတ်မှုဆိုတဲ့ဂျားမှာတွေ့ရမယ့်အတွေ့အကြုံမှတ်တိုင်လေးတွေကလည်းတယောက်နဲ့တယောက်တွေ့ရတာမတူနိုင်ဘူးဒါပေမဲ့ဘလို့မှခွဲခြားလို့မရအောင်တူးနေတာကတော့ရက်လို့မရဘူးပုံမှန်ရွေလျားနေကြရတယ်ဆိုတဲ့အမှန်တရားကြီးကမတူဘူးလားတူတယ်အဲ့ဒါကိုမြတ်စွာဘုရားကဥပနေယတိလောကအတုဝတိခောမဟာရာဇအစရှိသဖြင့်ရထပါဠမထေရကောတပြမင်းကြီးကိုသူဘာကြောင့်ယဟန်ပြုခဲ့ရတယ်လဲလို့ယဟန်ပြုခြင်းရဲ့အကြောင်းတရား၄မျိုးကိုပြောတဲ့နေရာမှာပထမဓမ္မုဒ္ဒေသအနေနဲ့တတ္တဝါတွေဟာရက်တီခွင့်မရှိဘူးရွေလျားနေရတယ်နွားကြောင်းသားကဒုတ်ကိုကင်ပြီးတော့နွားအုပ်ကိုသူရောက်စေခြင်းနဲ့စကြက်စီကိုဥတီပြီးတော့မောင်းနေတယ်လို့မျိုးတဘာဝတရားကြီးကတတ္တဝါတွေကိုပျက်စီးခြင်းစီကိုဥတီပြီးတော့မောင်းနေနေတယ်ညှင်းဆန်လို့လည်းမရဘူးရက်လို့လည်းမရဘူးနားလို့လည်းမရဘူးဘာဖြစ်နေတော့ရွေ့နေတယ်ဒါကြောင့်ဘုန်းကြီးကတင်စားပြီးတော့ပြောတယ်ဘဝခရီးဟာဘယ်လမ်းကြောင်းပေါ်လျှောက်တာတော့ဆိုရင်အနိစ္စလမ်းကြောင်းပေါ်လျှောက်တယ်တော့သူစင်ပြေပြေမပြေပြေကြိုက်ကြိုက်မကြိုက်ကြိုက်ကောင်းကောင်းဆိုးဆိုးအကုန်လုံးဟာဖြစ်ပြီးပြီးပဲဖြစ်ပြီးရင်ပြီးပဲဘာမှလည်းအဖတ်မတင်ဘူးတကယ်ကဟုတ်လားဒါပါတော့ဆိုတော့ဘဝခရီးအဲ့ဒါကမွေးတာနဲ့သေတာရဲ့ကြားလေးလောက်ကိုပဲရည်ရွယ်ပြီးတော့ပြောတာပေါ့နောက်ထပ်ပို့ပြီးတော့ကျေပြန့်တဲ့အမြင်နဲ့ကြည့်မယ်ဆိုရင်ခရီးရှိသေးတယ်အဲ့ဒီခရီးကဘာတော့ဆိုတော့တန်တရားခရီးတန်တရားခရီးကသေပြီးရင်တော့သူကရက်လို့မရဘူးခုကျွတ်တို့ဘဝခရီးနဲ့တန်တရားခရီးဆိုတာကတော့တစ်ဆက်တည်းတစ်ဖြတ်တည်းပါပဲဘဝခရီးတွေထက်ပြီးတော့သွားနေတာကိုပဲတန်တရားခရီးလို့ပြောတာဟုတ်တယ်မဟုတ်လားခုကျွတ်တို့ဒီဘဝခရီးကိုသွားတယ်သေချာပေါက်သေဆုံးခြင်းစီကိုရောက်လိမ့်မယ်ရောက်ပြီဆိုရင်ခရီးကရက်ပြီလားဆိုတော့မရက်ဘူးခရီးတောက်လျှောက်ဆက်ထွက်မှာသူကလည်းအနာမရှိဘူးဘယ်ခရီးဆက်ထွက်မှာတော့မရဏပြီးတော့ဇာတိပေါ့ဘာဇာတိလဲဆိုတာကတော့ကံညွန်ပြတဲ့လမ်းအတိုင်းသူကသွားတာနော်ဘဝခရီးကတော့နေဆာလမ်းကြောင်းမို့ကိုသွားတယ်လို့ပြောခြင်းတယ်တန်တရားခရီးကတော့ကံကခင်းပေတဲ့လမ်းအတိုင်းရှောက်ရတယ်အဲ့ဒီကံကလည်းပဲဘယ်သူမပြုတ်မိမိမှုပဲဟုတ်တယ်မဟုတ်လားကိုယ့်ရဲ့ကောင်းတဲ့စိတ်ထားဆိုတဲ့စိတ်ထားတစ်မျိုးမျိုးကိုအခြေခံပြီးတော့ဖြစ်ပေါ်သွားတဲ့အတွေးတွေအပြောတွေအလုပ်တွေကိုပဲကံလို့ပြောတာမဟုတ်လားကောင်းတဲ့စိတ်ထားကိုအခြေခံပြီးတော့တွေးတဲ့ပြောတဲ့အလုပ်တွေကိုဒါကုသိုလ်ကံလို့ပြောတာပေါ့မကောင်းတဲ့စိတ်ထားကိုအခြေခံပြီးတော့တွေးတဲ့ပြောတဲ့လုပ်တယ်ဆိုရင်အကုသိုလ်ကံပေါ့အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံကခင်းပေလိုက်တဲ့လမ်းတနည်းအားဖြင့်ကံဒီဟူသောလမ်းပေါ်မှာဘုန်းကြီးတို့တွေရှောက်တယ်ဘာခရီးတုံးဆိုတော့တန်တရားခရီးတကူရှောက်မဲ့လမ်းကြောင်းလေးကိုယ့်အကိုကောင်းအောင်တော့လုပ်ရလိမ့်မယ်ဟုတ်လားအဲ့တော့ကျတော့ပိုးပြီးတော့ကျေပြန့်လာပြီဘဝခရီးကတော့ तू ကဥတီချက်ရှိတယ်ဖြစ်လာတဲ့အခါ तू ကသေမှာ तू ကသေခြင်းဒီကိုပဲဥတီသွားတာတခြားဘာမှမဟုတ်ဘူးဘဝပေါ်တိတ်ပြီးတော့အထင်ကြီးမနေနဲ့ဟုတ်လားသေရမယ့်ဘဝဟုတ်လားနော်တန်တရားခရီးကြတော့ပြောရတာပို့ပြီးတော့ရှုပ်ထွေးတယ်များတယ်ပန်းနိုင်တွေကလည်း तू ကအမျိုးမျိုးပဲဘဝခရီးကတော့ပန်းနိုင်ကသေခြင်းပဲ तू ကဟုတ်တယ်မဟုတ်လားတန်တရားခရီးကြတော့ဘဝအမျိုးမျိုးရှိတယ်ပန်းနိုင်အမျိုးမျိုးရှိတယ်အဲ့ဒါကိုမြတ်စွာဘုရားတိဟနာရသုတ်တံဆိုပြီးတော့မြတ်စွာဘုရားသူ့ရဲ့အစွမ်းကိုသူကိုယ်တိုင်ချင်းသေးဟောက်တယ်လို့ငါမှဒီစွမ်းနေရှိတယ်လို့ပြောခဲ့တဲ့စကားတော်တွေကိုစုပြီးတော့မှတ်တမ်းတင်ထားတာတိဟနာရသုတ်တံဆိုတာရှိတယ်အဲ့ဒီထဲမှာမြတ်စွာဘုရားကျုံးဝါခဲ့တဲ့ပြောခဲ့တဲ့စကားတွေထဲမှာငါဟာဂတိ၅ပါးကိုလည်းသိတယ်ဂတိ၅ပါးကလွတ်မြောက်ရာကိုလည်းသိတယ်လို့မြတ်စွာဘုရားအမိန့်ရှိတယ်ဂတိဆိုတာကသိပြီးတဲ့နောက်မှာမဖြစ်နိုင်တဲ့အရာဌာနကိုဂတိလို့ခေါ်တာပုထုဇဉ်တရားတွေသိပြီးတဲ့နောက်မှာဖြစ်နိုင်တဲ့အရာဌာနအကျဉ်းမြတ်အဖြစ်ခွဲမယ်ဆိုရင်ဘယ်နှမျိုးရှိတယ်လို့ကြားဖို့တော့၅မျိုးဂတိ၅မျိုးဂတိဆိုတာလားရာရောက်ရာလားရာရောက်ရာတဏှာကိုသွားတယ်ရောက်သွားတယ်အဲ့ဒီရောက်เสียနေရာလေးအဲ့ဒါကိုဂတိလို့ခေါ်တာဟုတ်လားဂတိ၅မျိုးကိုဘုရားကဘုန်းကြီးတရားဟောလို့ရှိရင်နော်ကရုဏာတိတလဟရေယံပညာပိဇောတဝိဟတမောဟဓမ္မသနရမရလောကဂရုံဝန္ဒီသူဂတံဂတိဝိမု ක්ත
ဟောနောက်ဆုံးစကလုံးလေးမြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးများစွာတဲ့ကဂတိဝိမု क्त ဂတိဆိုတာလားရာရောက်ရာဝိမု क्त ဆိုတာလွတ်မြောက်သွားပြီလားเสียရောက်เสียနေရာတွေကနေလွတ်မြောက်သွားပြီအဲ့ဒါတွေကမြတ်စွာဘုရားနဲ့ဘာမှမဆိုင်တော့ဘူးလို့ပြောတာအဲ့လိုမျိုးဂတိဝိမု क्त ကိုဘာသာပြန်တဲ့အခါမှာဂတိ၅ပါးလေးကိုထည့်ပြီးတော့ဆိုသွားတာရှိတယ်လေဒေဝမနုဿနိရယနဲ့ပေတတရိစ္ဆာန်လာယံအရှိ၅တန်သောဂတိတို့မှလေးကင်းလွတ်တော်မူပြီးထားသောဟုတ်လားဂတိဘယ်နှမျိုးတော့အာမျိုးဒေဝမနုဿနိရယပေတတရိစ္ဆာန်ဒေဝဆိုတာဗြဟ္မာနဲ့နတ်နဲ့ကိုပေါင်းပြီးတော့ပြောတာဇံရမယ်ဆိုရင်တော့ဗြဟ္မာတိရောက်နိုင်မယ်ပေါ့နော်တာမန်လောကီကုသိုလ်တွေကတော့နတ်ပြည်ကိုရောက်စေနိုင်မယ်ပေါ့ဒေဝပြီးတော့မှာတော့မနုဿနော်ကောင်းတဲ့ဂတိကိုနှစ်မျိုးပဲပြောတယ်နော်ဗြဟ္မာနဲ့နတ်နဲ့ကိုပေါင်းပြီးတော့ဒေဝလို့ဆိုတယ်လူဘဝကိုမနုဿလို့ပြောတယ်ဒေဝမနုဿနိရယနဲ့ပေတတရိစ္ဆာန်ငရဲရဲ့ပြိတ္တာရဲ့တရိစ္ဆာန်ရဲ့အတုရကယ်ကိုသူကပေတလောကတွေကိုထည့်လိုက်တာနော်အတုရကယ်ဆိုတာအမှန်တော့ပြိတ္တာအကြီးသားသဘောမျိုးပါပဲနော်အဲ့တော့ဂတိ၅ပါးအဲ့ဒီဂတိ၅ပါးကိုရောက်စေတတ်တဲ့ကုသိုလ်ကံအကုသိုလ်ကံတွေကိုလုံးဝပယ်ရှားလိုက်ပြီဟိုတနေ့ကဟောတဲ့တရားတွေမှာပါတယ်လေအနဝတ္တုတစိတ်တတအနနောဟတစေတသောပုံညပပပဟိနတ္တနတ္ထိဇာကရတောဘယံစိတ်မှာຢာကဖြင့်ဆိုတာလည်းမရှိဘူးဒေါသနဲ့ပျက်စီးတာလည်းမရှိဘူးဒါကြောင့်မလို့သူဟာကုသိုလ်အကုသိုလ်ကံကိုပယ်လိုက်ပြီတကယ်နိုးကြတဲ့လူဖြစ်သွားပြီဘာဘေးမှဖြစ်เสียမရှိတော့ဘူးမှတ်မိသေးလားအဲ့ဒီဂါထာလေးမှတ်မိရနော်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒါလိုမျိုးကုသိုလ်အကုသိုလ်ကိုပယ်နိုင်တဲ့အဆင့်ရောက်သွားတဲ့အတွက်ကြောင့်ဘယ်ဂတိမှလားเสียမရှိတော့ဘူးကံကခင်းပေတဲ့လမ်းကိုရှောက်เสียမလိုတော့ဘူးခုဘုန်းကြီးတို့ကကံကခင်းပေတဲ့လမ်းကိုတန်တရားခရီးအနေနဲ့သွားကြအောင်ပါနော်ခရီးဘယ်နှမျိုးရှိပြီတော့ပြောတာ၃မျိုးနော်ဟုတ်တယ်မဟုတ်လားပဂတိခရီးရဲ့ဘဝခရီးရဲ့တန်တရားခရီးရဲ့အနည်းဆုံးအလောက်လေးတော့သဘောပေါက်ရမယ်နော်အဲ့တော့တန်တရားခရီးကိုသဘောပေါက်ဖို့ကြိုးစားတဲ့နေရာမှာဒီဂတိ၅ပါးကိုမဖြစ်မနေနားလည်ရမယ်ဒါကဗုဒ္ဓဘာသာဖြစ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတွေနဲ့တွေ့ခွင့်ရလို့နော်ဒီလိုခက်ခဲနဲ့နေတဲ့စမ်းကြယ်တဲ့ဘဝရဲ့အကြောင်းတွေကိုသိခွင့်ရတာနော်ကဘာမှာလူအများစုဟာဒီအမြင်ဒီအသိချွတ်တက်ပြီးတော့ပဲနေတာဟုတ်လားသိပြီးတဲ့နောက်ဘာဖြစ်မယ်ညာဖြစ်မယ်လို့ပြောတဲ့နေရာမှာအမျိုးမျိုးသောအမြင်တွေကွဲပြားပြီးတော့ပဲနေကြတာဟုတ်လားဒီအမြင်မှန်ကိုနားလည်ခွင့်ရတဲ့လူနားလည်တော့လည်းပဲလက်ခံနိုင်တဲ့လူဆိုတာအလွန်အလွန်မှရှားပါပါတယ်အဲ့ဒါယောဂီတို့ဘုန်းကြီးတို့တွေကဒါကိုကောင်းကောင်းစဉ်းစားပြီးတော့ဒီအချက်ကိုအများကြီးစိတ်ထဲကရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ထားတဲ့တယ်ဒါဟာဘာလဲဆိုရင်တရားတရားကိုတိဆောက်တာလို့ဘုန်းကြီးကတော့အဲ့လိုမြင်တယ်အဲ့ဒီအခြေခံခိုင်မာမှုကအဆင့်မြင့်လေလေ तू ကပိုးပြီးတော့ကောင်းလေလေသွားမယ်နောက်ဆုံး तू ကဘယ်ကိုဥတည်နေတာတော့ဆိုရင်ဘုန်းကြီးတွေးမိတာကိုပြောမယ်နော်သစ္စာ၄ပါးသိခြင်းစီကိုဥတည်တာဘဝတွေဟာတဘဝပြီးတော့ဖြစ်နေတာကံခင်းပေးတဲ့လမ်းတိုင်းသွားတာဒါလေးကိုအစမြင်ငါသားတော့ဩငါဘဝထဲမှာကောင်းအောင်လုပ်မယ်ကံကောင်းအောင်လုပ်မှဖြစ်မယ်ဆိုတဲ့အမြင်ပဲအာတန်ပဲပေါ့နော်နောက်မြင်မှာများလို့ရှင်ဟာမပြီးနိုင်မဆုံးနိုင်တခါလာဖြစ်ပြန်ပြီးကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေသိခြင်းနဲ့ပဲဆုံးတတ်သွားရတယ်ဘာကြီးတုံးဒါကြီးကဟောဝေဖန်လာမယ်နော်အဲ့ဒါဘယ်ကိုဥတည်နေတာတော့ဒုက္ခသစ္စာကိုပိုင်းခြားသိရေးစီကိုဥတည်နေတာသူကဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီဂတိ၅ပါးနဲ့ပတ်သက်ပြီးတော့ပိုင်နိုင်သိရမယ်အဲ့ဒါမြတ်စွာဘုရားအဲ့ဒီထဲမှာဂတိ၅ပါးကိုဥပမာလေးနဲ့ပြောတယ်ခရီးသည်ဆိုတာလည်းထင်ရှားအောင်ပြောတယ်ဒါဘုန်းကြီးကကိုယ်အတွေ့ကိုယ်အမြင်တွေနဲ့ဘာကတော့လမ်းပဲဘာကတော့ခရီးပဲရှောက်ထွင်းပြီးတော့ပြောနေတာမဟုတ်ဘူးမြတ်စွာဘုရားဟောတဲ့အတိုင်းကိုပဲနားလည်မှုရှိနိုင်တဲ့စကားလုံးတွေပို့ပြီးတော့ရှင်းလင်းမဲ့စကားလုံးကိုရွေးချယ်ပြီးတော့ပြောတာပဲရှိတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒါမြတ်စွာဘုရားဘယ်လိုပြောလို့ဆိုတော့လူတယောက်တဲ့ခရီးသွားနေတာနေရလဲပူအောက်ကမြေရလဲပူအဲ့ဒါရိတ်ခါတုတ်ကလေးထမ်းပြီးတော့ခရီးသွားနေတယ်အဲ့ဒါအမြင်ကနေပြီးတော့လူကမြင်တယ်တယောက်တော့သူကမြင်တယ်အော်ဒီလူပဲဥတည်နေတာတော့ကြည့်လိုက်တယ်ဘယ်ဥတည်ဆိုမိကြီးတွင်ကြီးစီဥတည်နေတယ်အော်ဒီလူလမ်းကြောင်းသာမပြောင်းဘူးဆိုတော့တေချာပေါက်မိကြီးတွင်နဲ့ကြာမှာပဲ
သူအဲ့လိုထင်ပြီးတော့ကြည်နေရှိဟိုလိုကလမ်းကြောင်းမပြောင်းဘူးအဲ့ဒါလမ်းလဲစုံပြီဆိုတော့အဲ့ဒီမိကြီးတွင်းနဲ့ပဲကြာသွားတယ်အဲ့ဒါဘာပြောတာလဲဆိုတော့တချို့တရားဝါတွေဟာနိဒယလို့ဆိုတဲ့နော်သုံးသက်ဘုံမှာအဆိုးဝါးဆုံးဒုက္ခအကြီးဆုံးဘုံဌာနငရဲကိုရောက်စေတဲ့ကာယကံမှုဝစီကံမှုနောကံမှုတွေလုပ်နေကြတယ်အဲ့ဒီလမ်းကိုရှောက်တယ်ကံအခင်းပြီးတဲ့လမ်းကိုရှောက်တယ်ဆိုတာအဲ့ဒါကိုပြောတာအလွန်ဆိုးသွမ်းတဲ့ကံတရားဘယ်ကိုဥတည်နေတော့မိကြီးတွင်းဆိုတဲ့ငရဲစီကိုဥတည်နေတယ်လမ်းကြောင်းမပြောင်းလို့ကတော့ရောက်သွားမှာပဲဟာနောက်တစ်ယောက်ကြည့်တယ်ဟာဒီခကြီးတရားကဘယ်ကိုဥတည်နေတာတော့ဆိုတော့မစင်တွင်းစီကိုဥတည်နေတယ်တဲ့ဟာဒီကောင်လမ်းကြောင်းမပြောင်းလို့ကတော့မစင်တွင်းတဲ့ဇောက်ထုံးမိုးမျိုးကြတော့မှာပဲဟာကြည်နေတော့မှာပဲလမ်းကြောင်းမပြောင်းတဲ့အတွက်ကြောင့်မစင်တွင်းနဲ့ကြာသွားတယ်အစင်တွင်းဆိုတာဘာပြောတာလဲဆိုတော့တိဋ္ဌံအာတန်ရှင်းစင်ကြယ်မှုမှမရှိဘူးအဓိကစိတ်ကိုပြောတာနော်အလွန်ညင်နွမ်းတဲ့စိတ်တွေနဲ့နော်99.900ခိုင်သုံးသောတိဋ္ဌံတွေဟာအချင်းချင်းအရှင်လက်လက်စားကြတာပါမျိုးကြတာတိဋ္ဌံလောကဆိုတာဘဝရှင်သန်ယတ္တိရဲ့အတွက်ဒီအာဟာရကိစ္စကိုဖြည့်ရှင်းတဲ့နေရာမှာသူများရဲ့ရှင်သန်မှုကိုဖြည့်ဆည်းမှသူ့ရဲ့ရှင်သန်မှုဆက်ပြီးတော့ယက်တည်နိုင်တဲ့အခြေအနေတဘာဝကိုကအဲ့တိုင်းဖန်တီးထားတာဒါကြောင့်ဘဝတွေဟာဒုက္ခသစ္စာဆိုတာအဲ့ဒါကိုပြောတာတကယ်တမ်းလူလောကကြီးလည်းပဲဘာမှသိပြီးတော့မထူးလာပါဘူးတိဋ္ဌံလောကနဲ့နော်အာကြီးတဲ့လူကအာငယ်တဲ့လူကအနိုင်ကျင့်တာပါပဲဟုတ်လားအဒုက္ခလဲသူစားစနစ်နဲ့သွားတာပါပဲအာကြီးတဲ့လူကအနိုင်ယူတဲ့စနစ်နဲ့သွားတာပါပဲလူလောကကြီးလည်းပဲဟုတ်လားအဲ့တော့ပြောရင်တာပါတော့တိဋ္ဌံလောကကိုမြတ်စွာဘုရားဘယ်လိုမြင်တာတော့မစင်တွင်းကြီးလို့မြင်တာအဲ့ဒါဘုန်းကြီးတို့အဲ့ဒီမစင်တွင်းစီကိုရောက်စီတဲ့လမ်းကိုရံဖာရံခါမှပြီးတော့ရှောက်တာမရှိဘူးလားရှိတယ်တခါတလေငရဲတွင်းမိကြီးတွင်းစီရောက်စီတဲ့လမ်းလဲရှောက်တာပဲနော်ကိုသိပ်ပြီးတော့အထင်ရောက်မနေနဲ့哦ဟုတ်လားအဲ့ဒါတော့ခီးတဲ့တခုကြည့်လိုက်တယ်တယောက်ကြည့်လိုက်တယ်ဟာဒီလူကပဲဥတည်နေတာတော့ကြည့်လိုက်တဲ့အခါကျတော့ဘာမှအရေးအာဝါဒမကောင်းတဲ့ကျွတ်တို့ကျဲတဲ့တစ်ပင်အိုခဏခနဲ့တစ်ပင်အိုကြီးကိုဥတည်ပြီးတော့သွားနေတယ်ပူလိုက်တဲ့နေနားစရာခိုစရာဘာမှမရှိဘူးစားစရာတောက်စရာဘာမှမရှိဘူးအဲ့ဒါဘာပြောတာတုံးဆိုတော့ပေတလောကကိုပြောတာဣဒ္ဓဖြစ်စေတဲ့ကံတရားတွေကိုပြုတ်ပြီးတော့သွားနေတာအာကိုအာရပြုတ်စရာဘာမှမရှိဘူးနောက်တစ်ယောက်ဒီလိုပဲရိခါတို့ကိုထမ်းပြီးတော့သွားတယ်သူကတော့ဘယ်ဥတည်နေတုံးဆိုတော့ဟာအရေးအာဝါဒကောင်းတဲ့စုပြေတဲ့တစ်ပင်ကြီးတွေကိုဥတည်ပြီးတော့သွားတယ်တဲ့အဲ့ဒါဘာကိုပြောတာလဲဆိုတော့လူလောကကိုပြောတာနော်လူလောကကိုပြောတာနောက်တစ်ယောက်ဘယ်သွားနေတုံးကြည့်လိုက်တယ်ပြတ်သက်ဆောင်ဒီကိုဥတည်ပြီးတော့သွားတယ်အဲ့ဒါဘာပြောတာလဲဒေဝဂတိကိုပြောတာတဲ့အဲ့ဒါနောက်ဆုံးတစ်ယောက်6ယောက်မြောက်တစ်ယောက်ကြည့်လိုက်တယ်ဒီလူပဲသွားနေတုံးကြည့်တော့ဒီလူကြတော့သူကတက်မျိုးနော်ကြာမျိုး၅ပါးနဲ့ပြည့်စုံတဲ့ချိုးတဲ့အေးတဲ့ကြီးတဲ့ရေရှိတဲ့ရေကန်ကြီးတွေကိုဥတည်ပြီးတော့သွားတယ်နေဘူးတွေကလာတဲ့လူပင်ပန်းလာတဲ့လူရေစားလာတဲ့လူဒီကိုယ်လုံးပူးလောင်လာတဲ့လူသူ့အတွက်အလိုအဆုံးအရာကဘာတုံးဆိုတော့ရေပဲတောက်လို့ရတဲ့ချိုးလို့ရတဲ့ကြည်လင်သောအေးချမ်းသောချိုးမြိန်သောရေအဲ့ဒီဥတည်သွားတဲ့လမ်းကြောင်းမပြောင်းဘူးရောက်သွားတယ်အဲ့ဒါအာရအောင်ရေတောက်ရေချိုးနော်အစာလည်းပြေသွားပြီအပူလောင်လည်းပြေသွားပြီဆိုတော့ရေကောင်းတဲ့သစ်ပင်အောင်မှာဆာလောင်မှုလည်းမရှိဘူးပူလောင်မှုလည်းမရှိဘူးအဲ့ဒါဘာပြောတာလဲဆိုတော့ဂတိဝိမု क्त ယဟန္တာပုဂ္ဂိုလ်ကိုပြောတာရတ္တမညာတဖို့ညာရသွားပြီကိလေသာအလုံးကုန်သွားပြီလောဘဖြင့်ဆာလောင်တတ်သောသဘောဒေါသဖြင့်ဆာလောင်တတ်သောသဘောဘာမှမရှိတော့လောဘကတောင်းဆိုနေတာတွေရှိတယ်အဲ့ဒါလောဘကဆာတာပဲလေမလောဘမှာဆာတယ်လို့ဘုန်းကြီးကအဲ့လောက်တင်မကဘူးတွေးမိတယ်ဒေါသကလည်းဆာတဲ့သဘောတစ်မျိုးပဲဟဲ့လို့သူကလည်းတစ်ခါတလေမတောင်းဆိုပြီလားမတောင်းဆိုဘူးလားတောင်းဆိုရင်တော့သွားပြောကိုပြောလိုက်မပြောမှမနေနိုင်ဘူးအစီကတောင်းဆိုနေတာတော့ဒေါသကတောင်းဆိုလုတ်ကိုလုတ်လိုက်မဲ့သူတောင်းဆိုချက်ကတစ်ခါလေပိုးတောင်ပြင်းထန်နေသေးတယ်အိန္ဒိယတောင်ပိုးမဲ့နေတဲ့သေးတယ်ဟုတ်လားအစာမပြေကြဘူးဟုတ်လားငတ်နေရတန်းလန်းနဲ့နေကြရတာဘဝမှာအစာပြေတယ်ဆိုတာဘာလို့ရဟန္တာဖြစ်တာကိုပြောတာနော်အေးချမ်းတဲ့ရေကိုဝါလေအောင်ချိုးရတယ်အညစ်အကြေးလည်းတန့်ရှင်းသွားတယ်ကိုယ်လုံးလည်းအေးသွားတယ်အပူတွေအလောင်တွေမရှိတော့ဘူးဆိုတာလည်းဘာကိုပြောတာတော့ယဟန္တာကိုပြောတာအဲ့ဒါဂတိဝိမု क्त တဲ့နော်
အဲ့ဒီဒီကိုရောက်ဖို့အတွက်ဘုန်းကြီးတို့ဘယ်လမ်းလျှောက်ရမလဲဆိုရင်မဲခင်၈ပါးလမ်းကိုလျှောက်ရမယ်ဒါကဘာခရီးကိုပြောတာတော့တန်တရားနဲ့ခြီးပြီးတော့မြင်ရမယ်ခရီးတန်တရားခရီးသူနဲ့တွဲပြီးတော့ဘာကိုပြောလိုက်တော့နိဗ္ဗာန်ခရီးအဲ့ဒီနိဗ္ဗာန်ဆိုတာကိုမြတ်စွာဘုရားခရီးတစ်ခုနဲ့နိဗ္ဗာန်ကိုရောက်စေတဲ့လမ်းကိုခရီးတစ်ခုနဲ့တင်စားတဲ့အခါကျတော့နိဗ္ဗာန်ကိုမြတ်စွာဘုရားကအဂတံဒိတံမရောက်ဖူးသေးတဲ့အယက်ဒေတာလို့တင်စားတယ်ဟောဒီတိယနာရသုတ်တံမှာကျတော့နိဗ္ဗာန်ကိုဘယ်လိုတော့ရေခံကြီးလို့တင်စားပါနော်တင်စားပြီးတော့ခေါ်တဲ့အရာတွေကြီးပဲနော်တင်စားပြီးတော့မပြောလဲနားလည်နိုင်ပွဲရမရှိဘူးလေဟုတ်လားဒါကဘုန်းကြီးတို့သိနေတဲ့ယုံ nant နယ်ပယ်ကအကြောင်းအရာမှမဟုတ်တာ哦အဲ့တော့တင်စားချက်တွေနဲ့ပဲဘာလို့ရမလို့ပြောရမှာဟုတ်လားအဂတံဒိတံမရောက်ဘူးသေးတဲ့နေရာခုနတုန်းကတန်တရားခရီးကိုသွားတယ်ဆိုတာတော့ရောက်ဘူးပြီးသားနေရာတွေကြီးထပ်ပြီးတော့ရောက်နေတာ तू ကဘာမှဆန်းကိုမဆန်းတဲ့ခရီးတစ်ခုဒါပတိဖြစ်ခဲ့တာတွေကိုလည်းပြန်ပြီးတော့မသိနိုင်မမြင်နိုင်တော့ထုတယ်ဆန်းတယ်လို့ထင်တဲ့အပိုင်းလေးတွေလည်းပဲရှိနေတာပေါ့တကယ်ကတော့ဒီလမ်းကြောင်းကြီးက तू ကနော်ဝတ္တဆိုလို့မြတ်စွာဘုရားသုံးတယ်ဝတ္တဆိုတာအဝိုင်းပေါ့အဝိုင်းဆိုတာလဲနေတာဆိုတာကဓာတာပဲဘယ်မှမရောက်ဘူးလို့ပြောတာဒါကြောင့်ဘောတန်တရားတွေကိုရောက်စေတတ်တဲ့ရစေတတ်တဲ့ဘောတမတိဘောဂတံပတိကိုတောင့်တပြီးတော့ပြုတဲ့ကုသိုလ်များကိုဝတ္တကုသိုလ်လို့နာမည်တက်တယ်ဘယ်မှမရောက်ဘူးအဝိုင်းပြေးတယ်လို့မိုးကုတ်ဆိုတော့ကြီးကတော့အဲ့လိုသုံးတယ်ဟုတ်လားပြေးနေတာဘလို့ပြေးနေတာအဲ့တော့အဝိုင်းပြေးနေတာလင်မန်းမောပွဲရစိတ်ပြေးတယ်လို့ပြေးနေတာဒီလေမန်းအပြင်ဘက် तू ဘယ်မှမထွက်ဘူးဟုတ်လားအကုန်လုံးကဒီအဝိုင်းပေါ်မှာပဲရှိတယ်ဘယ်သူမှပါတယ်နာတယ်ဆိုးတယ်ကောင်းတယ်လို့အကြီးအကျယ်ပြောလို့မရဘူးအခိုက်အတန့်လေးတွေကြီးပဲသူကကောင်းနေတဲ့အခိုက်အတန့်ရှိတယ်လို့ကိုကကောင်းနေတဲ့အခိုက်အတန့်ရှိမယ်သူကဆိုးနေတဲ့အခိုက်အတန့်ရှိတယ်လို့ကိုကဆိုးနေတဲ့အခိုက်အတန့်လည်းရှိမယ်တကယ်ကတော့အကြီးအကျယ်ကိုပြချနာသွားတယ်ထုသွားတယ်လို့ရှိသလားမရှိဘူးအကြီးအကျယ်တကယ်ထူးသွားတာကအသိဉာဏ်ရှိခြင်းမရှိခြင်းကပဲတကယ်ထူးခြားစေတာဟုတ်လားအဲ့ဒါဝိတ္တကုသိုလ်မြတ်စွာဘုရားအဲ့လိုသုံးတယ်ဒီအဂတဒိတမရောက်ဘူးသေးတဲ့နေရာကိုရောက်ချင်တယ်ဆိုရင်တော့ तू ကအဝိုင်းပြေးလို့တော့ဘယ်တော့မှမရောက်ဘူးသူ့ကိုရောက်ချင်တယ်ဆိုရင်ဘယ်လမ်းရှာမလို့မဂ္ဂင်လမ်းကိုရှောက်ရမယ်နော်အဲ့ဒါကိုမြတ်စွာဘုရားကဒီဓမ္မပဒပါဠိတော်ထဲမှာဂါထာလေးတစ်ပုဒ်နဲ့ပြောထားတာလေးကအလွန်မှဒီအခုပြောခဲ့တဲ့အကြောင်းအရာတွေနဲ့ဆက်ဆက်ပြီးတော့တွေးမြင်စရာကောင်းတဲ့ဂါထာလေးပေါ့လေနာဟိဣတိဟိယာနေဟိကိစ္ဆေယအဂတံဒိတံယတတနာတုတံဒေနဒန္တောတံဒေနကိစ္စတိအဲ့ဒီမှာအဂတံဒိတံလို့သုံးထားတာလေးကြားလိုက်တယ်နော်နာဟိဣတိဟိယာနေဟိကိစ္ဆေယအဂတံဒိတံယတတနာတုတံဒေနဒန္တောတံဒေနကိစ္စတိအဓိပ္ပာယ်ကပြောတာတော့နော်ဟောဒီလောကကြီးမှာရှိတဲ့ပဂရိယင်တွေကိုစီးသွားလို့ကတော့မရောက်ဘူးသေးတဲ့နေရာကိုဘယ်သောခါကာလမှမရောက်နိုင်ဘူးတဲ့။ဒါပဂရိခရီးပဂရိလမ်းပဂရိယင်တွေကိုအရင်ပြောတာနော်မြတ်စွာဘုရား။ပဂရိဆင်ရင်မြင်းရင်ခုခေတ်ဆိုရင်တော့စက်တက်အမျိုးမျိုးယင်ဘယ်ယင်ကိုပဲစီးသွားမရောက်ဘူးသေးတဲ့နေရာလို့ဆိုတဲ့နိဗ္ဗာန်ကိုမရောက်နိုင်ဘူးတဲ့။နော်နိဗ္ဗာန်ကိုရောက်ချင်တယ်မရောက်ဘူးသေးတဲ့နေရာကိုရောက်ချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမှာတော့ယတတနာတုတံဒေနကိုယ်စိတ်ကလေးကိုအပြစ်ကင်းအောင်ယဉ်ကျေးအောင်ဆုံးမနိုင်ရမယ်အဲ့ဒါဆိုလို့ရှိရင်တော့ကိစ္ဆေယအဂတံဒိတံအဲ့ဒီလူဟာမရောက်ဘူးတဲ့နေရာကိုရောက်လိမ့်မယ်ဟောဒီကြတော့မဂ္ဂင်၈ပါးကိုမြတ်စွာဘုရားကဘယ်လိုလေးသုံးတော့ယတတနာတုတံဒေနတုဒန္တနော်ကောင်းယဉ်ကျေးအောင်ဆုံးမတာရာဂဒေါသဖြစ်တယ်ဆိုတာစိတ်ရဲ့ရိုင်းဆိုင်မှုမောဟဖြစ်တယ်ဆိုတာစိတ်ရဲ့ရိုင်းဆိုင်မှုအဲ့ဒါတွေမဖြစ်အောင်လုပ်တာကိုယဉ်ကျေးအောင်လုပ်တယ်လို့ပြောတာအခုယောဂီတို့နော်ကြိုးစားပြီးတော့အထုတ်နေကြတဲ့လမ်းစဉ်ဟာတကယ်တမ်းလူရင်းပြောရရင်စိတ်ကိုယဉ်ကျေးအောင်ဆုံးမနေတာစိတ်ကိုလောဘဒေါသမောဟမဖြစ်အောင်လုပ်နေတာနော်ပုံမှန်တိုင်းသွားရင်လောဘဒေါသမောဟပဲဖြစ်မဲ့အနေထားမှာပုံမှန်သွားလို့မဖြစ်ဘူးအတိကလေးတတိလေးနဲ့သွားမှဖြစ်မယ်လို့မြတ်စွာဘုရားသင်ထားတာကိုနားလေလို့ကိုကအဲ့တိုင်လိုက်ပြီးတော့လုပ်တဲ့အခါကျတော့နော်တတိလေးနဲ့သွားတယ်အတိလေးနဲ့သွားတယ်ဘဝခရီးကိုအဲ့တော့စိတ်ကလောဘဒေါသမောဟအဲ့ဒီအခိုက်အတန့်မှာဘာဖြစ်သွားတော့ကင်းကွာသွားတယ်အဲ့ဒါကိုပဲစိတ်ကိုဘာလုပ်တယ်လို့ပြောတာလဲယ
ရင်ကြီးအောင်လုပ်တယ်လို့ပြောတာအဲ့ဒါယတတနာတုတ္တန်တေနာစိတ်ကိုယဉ်ကျေးအောင်လုပ်ခြင်းဖြင့်ရောက်နိုင်တဲ့နော်နိဗ္ဗာန်ဆိုတဲ့မရောက်ဘူးတဲ့နေရာကိုတခြားဘယ်ရင်ကိုစီးသွားလို့မှမရောက်နိုင်ဘူးတဲ့ဒန္တောဒန္တေနာကိစ္စတိတဲ့ဟောနောက်ဆုံးပိုက်လေးထပ်ပြောတယ်ဒန္တောဒန္တေနာကိစ္စတိဒန္တောစိတ်သက်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်ဟာဒန္တေနာအဲ့ဒီယဉ်ကျေးတဲ့အတွက်ကြောင့်ကိုပဲကိစ္စတိသူဟာမရောက်ဘူးတဲ့နေရာဒုက္ခချုပ်ရာနိဗ္ဗာန်ကိုဆိုက်ရောက်သောအဖြစ်မျက်မှောက်ပြုရလိမ့်မယ်ရောက်ရလိမ့်မယ်လို့ဟောတာကောင်းတယ်နော်ဒီဂါထာလေးဘာကြောင့်မြတ်စွာဘုရားဒီဂါထာကိုဟောတာတော့ဆိုတော့မြတ်စွာဘုရားလက်ထက်ကယဟန်တော်တွေထဲမှာဆင်ဦးစီးဘုံကနေပြီးတော့ယဟန်ပြုတ်လာတဲ့ယဟန်ကြီးတစ်ပါးရှိတယ်အဲ့ဒါဒီနေ့တော့ယဟန်ငယ်လေးတွေနဲ့မြို့ထဲဆွမ်းခံသွားရရင်လည်းဆွမ်းခံပြန်လာတဲ့အခါမှာဆင်ဦးစီးတယောက်ကဆင်ကိုချွန်းနဲ့ထိန်းကြောင်းတာအဲ့ဒါဆင်ဦးစီးကနည်းနည်းလေးနှုတ်နေသေးတော့ကောင်းကောင်းနားမလဲသေးတော့ဆင်ကသူပြောတဲ့အတိုင်းမလိုက်နာအောင်ဆင်ကကိုယ်ကားလုံနေတာဆင်ကိုမနိုင်ဘူးအဲ့တော့ဆင်ဦးစီးကနေယဟန်ပြုတ်လာတဲ့ယဟန်ကြီးကအဲ့ဒါကိုမြင်တဲ့အခါကျတော့ဘေးကယဟန်လေးတွေကိုပြောတယ်ငါရှင်တို့ဒီကောင်ညံ့တာချွန်းတဲ့ဆင်ရဲ့ဘယ်နာလေးကိုချလိုက်ရင်အဲ့ဒါတခါတည်းငြိမ်သွားမှာအဲ့လိုပြောတဲ့အခါကျတော့ယဟန်လေးတွေကသွားပြောတာပေါ့ဆင်ဦးစီးကိုမင်းအဲ့ဒီနာချလိုက်ရင်ငြိမ်ပါတဲ့ဟိုယဟန်ကြီးကဆင်ဦးစီးဘဝလာတာအဲ့ဒါနဲ့ဟိုဆင်ဦးစီးပေါက်စားကအဲ့ဒီယဟန်ကြီးခိုင်းတဲ့အတိုင်းလုပ်တော့ဆင်ကအဟုတ်ပဲငြိမ်ကြသွားတယ်သူပညာနဲ့သူပဲဆိုရဟန်းလေးတွေကအံ့ဩကြတယ်အဲ့ဒါမြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့အဲ့ဒီအကြောင်းအရာကိုပြောကြရင်းနဲ့မြတ်စွာဘုရားရဲ့နားကိုပေါက်ကြားတယ်အဲ့ဒီစကားကအဲ့ဒါနဲ့ဆင်ဦးစီးဘုရားလာတဲ့ယဟန်ကြီးကိုခေါ်ပြီးတော့သင်ကဆင်ဦးစီးကိုဒီလိုလှုပ်လို့ပြောတာဟုတ်သလားလို့မေးတော့ဟုတ်တဲ့အကြောင်းလျှောက်တယ်အဲ့တော့ယဟန်ဖြစ်လျက်နဲ့ဘာလို့လူရေးလူရတဲ့ပါရတာတော့ဆိုမြတ်စွာဘုရားသူ့ကိုတော့ကဲ့ရဲ့ပါတယ်ဒါပေမဲ့အဲ့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့အနိနာမှာရှိတဲ့ယဟန်တွေကိုယဟန်တို့ဆင်ရင်မြင်းရင်ဘလို့ရင်မျိုးကိုစီးလို့မှနော်မရောက်နိုင်တဲ့နေရာကိုကိုယ်စိတ်ကိုယဉ်ကျေးအောင်လုပ်ခြင်းအပြင်တော့ရောက်နိုင်တယ်ယဉ်ကျေးတဲ့လူဟာယဉ်ကျေးတဲ့စိတ်ကြောင့်ကိုပဲသူဟာမရောက်ဖွေးသေးတဲ့နိဗ္ဗာန်ကိုရောက်ရလိမ့်မယ်ဒါနိဗ္ဗာန်ရခြင်းနဲ့စိတ်ကိုယဉ်ကျေးအောင်လေ့ကျင့်ရမယ်ပေါ့နော်စိတ်ကိုယဉ်ကျေးအောင်လေ့ကျင့်တယ်ဆိုတော့ပြောရတော့ရိုင်းဆိုင်တဲ့သဘောတွေမဖြစ်အောင်လုပ်တာကိုပြောတာမမောမှုမကျေနပ်မှုဟာရိုင်းဆိုင်မှုခေါင်းဆောင်ကြီးနှစ်ဦးလို့ဆိုလို့ရတယ်ဟုတ်လားဘာကိုအခြေခံဖြစ်တာလဲလို့မေးရင်မောဟမသိမှုကိုအခြေခံဖြစ်တယ်ဟုတ်လားအဲ့တော့ဒီဂါထာလေးကိုပြောရင်လို့ဂါထာလေးရဲ့နော်ဓမ္မကပေးတဲ့အရာသာကိုတတ်နိုင်တဲ့မြတ်ပြည့်ပြည့်စုံစုံလေးခံစားလို့ရအောင်လို့ဘုန်းကြီးကရှေ့ပိုင်းကလမ်းတွေရဲ့အကြောင်းခရီးတွေရဲ့အကြောင်းခရီးတွေရဲ့အကြောင်းကိုပြောနေတာဟုတ်လားအဲ့တော့ဘုန်းကြီးတို့ကဒီကိုယ်စိတ်ကိုယဉ်ကျေးအောင်လုပ်တဲ့လမ်းကိုမလျှောက်ဘူးဆိုလို့ရှိရင်တော့နော်မရောက်ဘူးသေးတဲ့နေရာဘယ်တော့မှမရောက်ဘူးရောက်ပြီးသားနေရာပဲထပ်ပြီးတော့သွားမယ်ဟုတ်တာအဲ့ဒါတန်တရားခီးကိုသွားတဲ့နေရာမှာကံကခင်းပေးတဲ့လမ်းတိုင်းသွားကြရမှာအဲ့တော့ကိုကဘယ်လိုကံတွေလှုပ်တယ်လဲဆိုတာမူတည်ပြီးတော့သုသောဝနေရာတွေကိုရောက်သွားတာမျိုးလည်းမရှိနိုင်ဘူးလားရှိနိုင်တယ်အကုန်လုံးသတိထားရမယ်ပေါ့နော်အဲ့ဒီဘဝမှာဗဂရိခီးဆိုတာကတော့ဘာမှသိပြီးတော့ပျောက်ပလောက်တဲ့နဲ့နဲခက်ခဲတဲ့အရာတွေမဟုတ်ကြပါဘူးဟုတ်လားအဲ့တော့ဗဂရိခီးကိုနားလည်ရမယ်ရက်လို့မရတဲ့ဘဝခရီးကိုလည်းနားလည်ရမယ်ဘဝခရီးကိုတကယ်နားလည်ရင်လည်းတရားတို့တရားမြတ်ရမှာပဲအနိစ္စလမ်းကြောင်းပေါ်သွားနေတာအနိစ္စလမ်းကြောင်းပေါ်သွားနေတာအဲ့လိုဘဝခရီးသွားရင်လည်းပဲကိလေသာမကုန်သေးတော့တန်တရားခရီးကဆက်ရမယ်အကောင်လားအဆိုးလားဟေ့ဆိုရင်တော့ကံကခင်းပေးတိုင်းလက်ကံကခင်းပေးတဲ့လမ်းတိုင်းပေါ့အကုန်လုံးကိုခြုံပြီးတော့ဘုန်းကြီးကပြောနေတာနော်ဟုတ်လားအဲ့ဒါတွေကိုဘုန်းကြီးတို့စဉ်းစားတဲ့အခါမှာဒီဂါထာလေးကိုထည့်သွင်းပြီးတော့ဘာလို့ရမလို့စဉ်းစားရမယ်ဟုတ်လားနာဟိဧတေဟိယာနေဟိကိစ္ဆေယအကတံဒေတံယတတနာတုတံဒေနာတံတောတံဒေနာကိစ္စတိကိုယ်စိတ်ကိုယဉ်ကျေးအောင်ဆုံးမခြင်းဆိုတဲ့လမ်းကိုရှောက်လို့နိဗ္ဗာန်ကိုရောက်နိုင်တယ်လို့မျိုးကျန်တဲ့ဘယ်ရင်ကိုစီးလို့မှမရောက်ဘူးတဲ့နိဗ္ဗာန်ကိုမရောက်နိုင်ဘူးကိုယ်စိတ်ကိုဆုံးမခြင်းဆိုတဲ့ရင်ကိုစီးမှသာလေနိဗ္ဗာန်ကိုရောက်နိုင်မယ်ယဉ်ကျေးသူသည်ယဉ်ကျေးတဲ့အတွက်ကြောင့်ကိုပဲမရောက်ဘူးတဲ့နေရာကိုရောက်ရလိမ့်မယ်ဒါကထာလေးရဲ့အဓိပ္ပာယ်ပေါ့နော်ဒါကြောင့်ကိုယ်စိတ်ကိုတတိပဋ္ဌာန်ဤပညာကိုအသုံးပြုပြီးတော့ယဉ်ကျေးအောင်ဆုံးမခြင်းအပြင်မရောက်ဘူးသေးတဲ့အရက်လို့မြတ်စွာဘုရားတင်စားပြီးတော့ဟောထားတဲ့ဒုက္ခនិရောဓဆင်းရဲငြိမ်းရာဆင်းရဲချုပ်ရာစီကိုဆက်ရအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညမျက်နှိပ်ဗံကို
လင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း